အဲ့ဒီမြို့ငယ်လေးဟာအခြားမြို့တွေလိုပဲဖြစ်စည်းနေတာကိုတွေ့ရတယ်ကျွန်တော်တို့အဲ့ဒီမြို့ငယ်လေးကိုဖျက်သွားရင်ကြောက်လန့်တကြားနဲ့ကြောင်သွားကြတယ်လမ်းမပေါ်မှာမလုံးမရှက်ထိုင်နေတဲ့ကြီးမားတဲ့ဘလူးကြီးတစ်ကောင်ဒါပေမဲ့ဘာလို့အဲ့ဒီလိုဖြစ်နေတာလဲဆိုတာကအထူးဆန်းဖြစ်နေတယ် ဟိုတကားမရှိတဲ့အိမ်စီသွားပြီးပုံးနေကြရအောင် ဆာယာကကျွန်တော်တို့ကိုဘေးကအိမ်မှာပုံမိုးခတ်တက်တက်ပြောလိုက်တော့ကျွန်တော်တို့လည်းသူပြောသလိုလုပ်ခဲ့ကြတယ်ကျွန်တော်တို့မိနစ်အနည်းငယ်လောက်အဲ့ဒီမှာပုံနေကြတယ်ပြီးတော့ဆာရာကဘလူးကြီးပြောက်သွားပြီလားဆိုတာစစ်ဆေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအကောင်ကြီးကအဲ့ဒီမှာရခင်ပုံစံအတိုင်းပဲရှိနေတာကိုတွေးလိုက်ရတယ်ဒါကထူးဆန်းတယ်ဘာလို့လဲဆိုတော့သူတို့ဘယ်တော့မှမအိတ်ကြလို့ပါ အဲ့ဒီဘလူးကြီးတစ်ခုခုကိုကြောက်လန့်နေပုံရတယ်ကျမအသေးချအောင်စစ်ဆေးကြည့်လိုက်မယ်ဒီကောင်ကြီးထိတ်လန့်နေတဲ့ပုံပဲ ထိုဘီလူကြီးကိုကျွန်တော်တို့ထိလိုက်တဲ့အခါဇင်းဟာအမှန်တကယ်ကြောက်လန့်တကြားဖြစ်နေတာကိုကျွန်တော်တို့မြင်လိုက်ရတဲ့သူတို့ဘာကိုကြောက်လန့်နေကြတာလဲဒီဘီလူကြီးတွေကဘာပေါ်ကိုရောက်လာပြီးနောက်ပိုင်းအကြီးမားဆုံးရှာဖွေတွေ့ရှိမှုတစ်ခုကိုကျွန်တော်တို့တွေ့နိုင်တော့မှဖြစ်ပါတယ်ဒီမန်တွေကထိတ်လန့်နေတဲ့ဘီလူကြီးနဲ့တခုခုဆက်ဆက်နေပုံရတယ်တော့ကျွန်တော်တို့ထိုအခြေအနေနဲ့ပတ်သက်ပြီးတိတိကျကျသုံးသပ်နိုင်မှုမရှိသေးချိန်တွင်ကျွန်တော်တို့စီတို့လေးလံသောခြေတံများလာနေသည်ကိုကြားလိုက်ရတဲ့အတွက်ချက်ချင်းပုံအောင်လိုက်ကြတယ်တော့ဒီတစ်ချိန်တွင်ဘီလူကြီးဟာအနက်ဖြစ်ကျွန်တော်တို့ကိုရှာဖွေတွေ့ရှိသွားပုံရပါတယ်ဘီလူကြီးဟာမှန်ထဲမှာသူ့ရဲ့ပုံရိပ်ကိုမြင်လိုက်ရတဲ့အခါတွန့်လိန်လာတာကိုကျွန်တော်တို့အဆောက်အဦအတွင်းကနေသတိထားမိခဲ့ပါတယ်ပူပြီးအားရစရာကောင်းတာကတော့ကျွန်တော်တို့အရင်ကတွေ့ခဲ့တဲ့တခြားတစ်ကောင်လိုပဲအေယာမလူဘီလူကြီးဟာကြောက်တုံးတွေအဖြစ်မကြခင်ပြောင်းလဲသွားတာပါပဲနီးနီးကက်ကက်နေကြအတန်မထွက်ကြနဲ့ မျောလင်းချက်လမ်းစတစ်ခုတော့တွေ့ပြီးဟိုမာကတ်ဒီအကြောင်းကိုမကြားဘူးသေးဘူးလား ပြဘူးဒါကိုအရင်ကတခါမှမစင်စားခဲ့ဘူးအရေးမကြီးပါဘူးအခုဒီဘီလူတွေကိုအဆုံးသတ်ဖို့ဘာလုပ်ရမလဲဆိုတာကျွန်တော်တို့သိပြီးဆာရာကဆိုင်ကိုပြန်သွားပြီးသူ့ကြောဘူးအိတ်ထဲထည့်ဖို့မှန်တစ်ချက်ရှာတယ်မှန်တွေကကျွန်တော်တို့အတွက်အသုံးတဲ့လောက်မှာပါတရားကမြေကြီးထဲမြုပ်နေပြီးဒါပေမဲ့ခိုင်ပါသေးတယ်မိုးမလင်းခင်အထီရေကထက်လို့ဦးမှာနောက်ထပ်ဘီလူတစ်ကောင်ကကျွန်တော်တို့ကိုရှာတွေ့သွားပြန်တယ်ဒီတစ်ကောင်ကပိုးပြီးဒေါသထွက်နေပြီးကျွန်တော်တို့ကိုဝါမျိုးဖို့အသင့်ဖြစ်နေပါတယ်ဆာယာကမှန်ကိုသုံးတင်မသုံးတင်စဉ်းစားနေပါတယ်ဘာလို့လဲဆိုတော့မှန်ကအလုံးမဖြစ်မှာကိုစိုးရိမ်နေလို့ပါပြီးတော့သူမတူတဲ့ရဲစွမ်းတက်တိရှိမှုမျိုးနဲ့ဘီလူကြီးကိုရင်ဆိုင်လိုက်ပါတယ်အခုတော့ရှင်ပြိုင်မှုကိုညီမျှသွားအောင်လုပ်နိုင်ခဲ့ကြပါတယ် Level the playing field. ငါတို့နောက်ထပ်မှန်တွေထပ်ရှာကြစို့ အခုကျွန်တော်တို့ရဲ့ရည်မှန်းချက်ကမှန်တွေရနိုင်သမျှများများရအောင်ရှာဖို့ဖြစ်သွားပါပြီဒါကကျွန်တော်တို့အတွက်နောက်ဆုံးမျှော်လင့်ချက်ပါပဲကျွန်တော်တို့မှန်တွေအများကြီးစုဆောင်းခဲ့ကြတယ်နေတိုင်းအဟောင်းဆိုင်စီသွားခဲ့ကြပါတယ်